တော့ဘလောက်ဖတ်ချင်လဲဆိုဒီဆိုရင်course အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ညီကိုရီတို့အကိုရိုမီတာစုရောက်လာပြီးမှကျွန်တော်ဒီ oyster ရီဝယ်လာပေးတယ်ပေါ့နော် calamari masseri အဲ့တော့ကျွန်တော်တို့ခါတိုင်းလေသူတို့မီတာစုကျွေးတာခဏခဏစားတယ်နော်တိုက်ဒီတစ်ခေါက်လေအများကြီးဝယ်လာတယ်ဆိုတော့ကျွန်တော်အိမ်မှာတူတကွဒီလိုအစိမ်းစားကြတာပေါ့နော်တံပြာတီးနေညစ်ပြီးမှအစိမ်းအဲ့လိုစားရတာရှမ်းမိုက်တယ်တကယ်ပဲ fresh ဟုတ်တယ်ပေါ့နော်ကဲကိုပစတဲ့ထည့်လိုက်တာလည်းဆိုတော့စိတ်နဲ့အဲ့လိုမျိုးပုံစံဖြစ်တယ်ဆိုတော့မိတ်ဆွေတို့လည်းအဲ့လိုမျိုးစားကြည့်ပါတကယ်ကောင်းပါတယ်နော်ပြန်ဒီ masseri စားပြီးဒီ seafood တွေဒီမျိုးအစိမ်းစားပြီးနော်ဒီ oyster တွေအမတန်မှခန္ဓာကိုယ်မနဲ့ထိုင်လန်းလန်းဆန်းဆန်းနဲ့ဖြစ်စေတယ်နော်တကယ်အလုပ်ပင်ပန်းတဲ့လူတွေတကယ်စားဖို့ recommend လုပ်ပါတယ်နော်ပြန်တော့ကျွန်တော်ကတော့အဲ့ဒီလိုမျိုးဒီ oyster ကိုဖွင့်တာပေါ့လေဒီအခုံကိုဖွင့်ဖို့ဆိုတော့တော်တော်လေးမာပါတယ်နော်ဒီချာလေးဟိုဖွင့်တယ်မှရတယ်နော်ဒါတော့သူဖွင့်တဲ့သားလေးလေးရှိပါတယ်အဲ့မျိုးသားလေးနဲ့ဒီချာလေးဖွင့်ရနော်ဖွင့်ပြီးမှအသေးမှာမကတ်အောင်လေးသားလေးနဲ့ခွာပြီးသားလေးကိုခွာပြီးမှအမျိုးစင်းတဲ့စားဖို့အတွက်လုပ်ရတာပေါ့နော်ကျွန်တော်ကတော့3-4ခေါက်လောက်ကျွန်တော်ရှေ့မှာလေးစားထားတယ်ဆိုတော့အကူတို့ကလည်းကျွန်တော်ကိုတင်ထားတယ်ဆိုတော့နည်းနည်းတော့ရတာပေါ့လေအဲ့လေကောင်းပါတယ်အမတန်ကောင်းတယ်ကျွန်တော်အားလုံးကိုစားစီချင်ပါတယ်ကောင်းပါတယ်တကယ် recommend လုပ်ပါတယ်ကျွန်တော်တို့ဒီဟာတော့အာရဘယာကိုစားလိုက်ပါတယ်လို့နော်ကျွန်တော်တို့ကျွန်တော်တို့ဖက်မှာတနေရာမှာဒီလိုမျိုးရောင်းတဲ့ဟာတွေရှိပါတယ်လို့နော်ကဲကိုကောင်းပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့လေထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေလည်းအများကြီးကျွန်တော်နောက်ဗီဒီယိုတွေလည်းအများကြီးကျွန်တော်တို့ပို့ရှိပါတယ်မိတ်ဆွေတို့ရဲ့ like တွေ comment တွေကကျွန်တော်တို့အတွက် subscribe လုပ်တဲ့ဟာတွေကကျွန်တော်တို့ရဲ့ဗီဒီယိုလုပ်ဖို့အတွက်ခွန်အားတွေဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုအကောင်းကြီးတော့မဟုတ်ပေမဲ့ဒီလို YouTube ဗီဒီယိုလေးတွေကျွန်တော်အများအားလုပ်ပါမယ်ကျွန်တော်ကတော့ဒီ Washington State USA မှာနေပါเนาะဒီတရားမျိုးတွေကတော့လေဂျိုး state မှာအဲ့လိုမျိုးရောင်းတဲ့နေရာတစ်ခုရှိတယ်เนาะသူမွေးတယ်လို့ပဲပြောရမှာပေါ့လေပြင်လေးမှာအဲ့လိုတနေရာရောင်းတဲ့တနေရာရှိတယ်အဲ့ဒီနေရာကလည်းအာရဘယာအဲ့လိုမျိုးဟိုးစေးနှုံနဲ့ဝယ်လို့ရတာပေါ့လေเนาะဒီဖောက်သေးစေးနဲ့ဝယ်လို့ရတယ်ဆိုတော့ဆိုင်မှာ restaurant မှာစားတာဝယ်တာလောက်ထီတော့ဈေးမကြီးဘူးပေါ့နော်ဒီတက်တာတယ်လို့ပြောလို့ရတယ်အဲ့လိုမျိုးနေရာကြီးရှာပြီးမှတခြားအငွေချင်းတွေလို့စားကြပါကောင်းပါတယ်မတည်ဘူးစီဖုန်နဲ့မတည်တော့မစားကြပါနဲ့နော်ဒါတော့ကြိုတင်ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပေးလို့ကျေးဇူးတင်နေအားလုံးအောင်မြင်ကြပါစေငွေရှင်ရွှင်ကြပါစေချမ်းသာကျန်းမာကြပါစေနော်ဒီဟာကိုအဲ့လိုမျိုးအခုကိုခွာရင်းနေပဲဒါကျွန်တော်ဒီအခုခွာရတာကောင်းကျိုးသွားတယ်နော်ကျွန်တော်ကောင်းကျိုးသွားတယ်ဆိုတော့ကျွန်တော်ခွာလို့မရတော့ဘူးဖြစ်တယ်ခွာလို့မရတော့ဘူးဆိုတော့လေခွာပြီးသားဟာကိုစားဘာခါလေးတွေတောက်ကြပါတယ်လို့နော်ပြောစရာဒီကောင်းပါတယ်မိတ်ဆွေကိုချစ်တဲ့မိတ်ဆွေတကယ်ချင်းနေနဲ့ခုလိုမျိုးတကူကိုလောက်စားကြတာထိုင်ပြီးမှအလုပ်ပုတ်ကြတာတော့တကယ်ကိုမင်္ဂလာရှိပါတယ်ပြောစရာကောင်းပါတယ်နော်ဘဝက
ကျွန်တော်ကတော့တားလေးကိုခုနပြတ်ကောင်းကျိုးသွားတဲ့တားကိုပြန်ပြီးမှတွေးတာပေါ့လို့ကောင်းထက်သွားအောင်ပြန်လုပ်နေတဲ့အချိန်မှာကျွန်တော်တမီလေးရတော့မလေးဘေးကနေဆွဲတယ်ကျွန်တော်ကိုတွေးတိုင်းမှာကျွန်တော်တမီကပွင့်ခိုင်းတယ်ဆွဲတယ်ပွင့်ပေးပါပြောတယ်အဲ့လိုကျွန်တော်ကတော့မရဘူးကျွန်တော်တားတွေးရဆိုတော့နောက်ထပ်လည်းခွာပြီဆိုတော့ဒီဗီဒီယိုလေးရဲ့အောက်မှာလည်းမိတ်ဆွေတို့ပေးနေရပေးဒေတာကနေကြည့်ကြတယ်ဆိုတဲ့ဟာတွေလည်းရေးလာကြပါနော်ကျွန်တော်ရန်တိချင်ပါတယ်လို့နော်တယောက်ချင်းစီရဲ့ comment တွေကိုကျွန်တော်တွေ့ပါတယ်ကျေးဇူးပြုပြီးမှပေးဒေတာပေးနေရကနေကြည့်တယ်ဆိုတော့ကျွန်တော်သိချင်ပါတယ်လာရေးကြပါလွတ်လပ်ကိုညီကိုပြီမောင်နှမတွေနော်နောက်ထပ်လည်းဗာဗီဒီယိုလေးတွေလုပ်ပါအောင်ဆိုပြီးမှလည်းလာရေးကြပါကျွန်တော်ကတော့ပေါ်ပါပါပဲဗီဒီယိုရလုပ်မှာဖြစ်ပါတယ်တက်တလုံးမတလုံးပဲလုပ်ပါမယ်စပဲဆိုတော့တော်လေးဗီဒီယိုကတော့ stat ugly ဖြစ်တာပေါ့နော်လုပ်တော့ကြာပါပြီဒါပေမဲ့ကျွန်တော်ကတော့ဒီတိုင်းပဲ simple ပဲလုပ်ပါတယ်နည်းနည်းလေးအဆင်မပြေတာတွေဗီဒီယိုလေးတွေကမမိုက်တာလို့ဖြစ်နေခွင့်လုပ်ပေးကြပါလို့နားလေးပေးကြပါလို့ကျွန်တော်မတော်လို့ဟုတ်ပါတယ်လို့ဒီမှာ editing တွေတိတ်မလုပ်တတ်ပါဘူးလို့နော်အခုဗီဒီယိုလေးတွေကိုကျွန်တော်ဗီဒီယိုလေးတွေကိုခုချိန်ထိကြည့်ပေးပြီးမှအားပေးကြတဲ့ကျွန်တော်တကယ်ချင်းတွေတယောက်ချင်းစီကိုလည်းရန်ကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောချင်ပါတယ်အောင်မြင်ပြီးမှပျော်ရွှင်ကြပါစေငွေအတွက်ဘာမှမပူပညာတဲ့သူတွေဖြစ်ကြပါစေလို့နော်အရန်ကျေးဇူးတင်နေကျွန်တော်နောက်ဗီဒီယိုလေးအများကြီးလုပ်ဖို့စဉ်းစားပါတယ် like share လုပ်ပေးကြပါကျွန်တော်ကတော့အဲ့ဒါတွေ like လုပ်ကြတဲ့ဟာတွေအရင်အားရှိပါတယ်လို့နော် algorithm YouTube ရဲ့ algorithm တွေ like share comment တွေအတကယ်အရေးကြီးပါတယ်ဒါကြောင့်ဘာမချင်တော့ like share comment subscribe လုပ်ဖို့လေတောင်းဆိုချင်ပါတယ်အားလုံးကိုနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်